အိမ်မက်တွေနာကိုလာရင်းနဲ့ကျွန်တော်တို့ကိုယ်တိုင်အိမ်မက်တွေထဲမှာဝက်ခဲ့ရတစ်ခုလိုဖြစ်ခဲ့မှုရဲ့အချိန်ကြီးရှိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအခုအချိန်ကြီးအဲ့ဒီအိမ်မက်ဝက်ခဲ့ရတဲ့မှာလည်နေတော့မှာနောက်ဆုံးကနေကကျွန်တော်ရဲ့10လက်နောက်ဆုံးဖြည့်ရတဲ့နှစ်ပါအဲ့ဒီနှစ်ကတော့ကျွန်တော်ဘဝရဲ့လုံးဝအခက်အခဲဆုံးအချိန်တစ်ခုလို့ပြောရင်မှန်ပါတယ်အဲ့ဒီတော့ကကျွန်တော်ကအိမ်ထဲမှာပဲနေတာများပြီးတော့ဗီဒီယိုတွေကိုကြည့်တယ်သူတို့ YouTube မှာဆိုရင်ကြည့်တာများပါတယ်ဘာရညာလို့တော့မဟုတ်ဘူးပေါ့ဒီဟာလက်ချရင်လည်းဖြစ်ချင်းခဲ့တဲ့အိမ်မက်တွေနဲ့ကိုလုံနေတဲ့အလုပ်တွေကဟုတ်တည်းရလားငါကဘာဖြစ်ချင်တာလဲငါဘာလုပ်ချင်တာလဲဆိုပြီးတော့ပြန်မေးရတဲ့အခိုက်အတန့်တွေလည်းရှိခဲ့ဘူးလမ်းပြောင်းနေပါလေဆိုတာမှအကားကောင်းစားရေးစီးပြပြီးတော်တော်တင်တာတို့တက်ဆက်လေးနဲ့15နှစ်နဲ့ဝင်လို့ဒီအများကြီးချနိုင်လို့ရဆိုတဲ့ဗီဒီယိုတွေကလည်းတွေ့ပါသေးတယ်ခဲကိုလည်းပို့ပြီးတော့စိတ်တက်ကြစရာတွေဖြစ်ခဲ့ပါတယ်ဖြစ်ချင်းခဲ့ဆုံးအရာကတော့ content creator ပါအခုလက်ရှိမှာတော့တကယ်တော့ပို့ထားနေပြီးတော့တကယ်လည်းအဲ့ဒီဝါသနာကိုပါနေတယ်ပေါ့နော်နောက်ဆုံးအစီအစဉ်ကျွန်တော်ကလေးလုံးနဲ့ဝယ်ပြီးတော့ပထမဆုံးဗီဒီယိုတွေလိုက်ဖို့အထိတောင်စဉ်းစားထားပါတယ်ရေမူကြည့်ကြရတဲ့ဗီဒီယိုတွေဖြစ်တဲ့ကိုဂျင်းမီတို့ creative boy တို့ဒီဒီဘိုင်းဘောတို့ကဗီဒီယိုတွေကိုတော့လုံးဝအားကြတဲ့ချက်မှာပါတယ်ဒါပေမဲ့လည်းကိုယ့်ရဲ့အိမ်ချင်းတွေကိုယ့်ရဲ့စီးပွားရေးချင်းတွေကျွန်တော်အဲ့လိုမျိုးကြီးမလုပ်နိုင်တာတော့မှန်ပါပဲဒါနောက်က location ဆိုရင်ကျွန်တော်အလုပ်လုပ်နေခဲ့တဲ့အိမ်ကျွန်တော်စိတ်သုံးနေတဲ့နေရာတစ်ခုပါစကားပြောရှည်သွားခဲ့ရင်တော့တောင်းပန်ပါတယ်ဆိုတော့နောက်ဆိုရင်ကျွန်တော်ရဲ့စိုးတဲ့မျက်နှာနဲ့ကျွန်တော်ရဲ့အတန်မကောင်းတဲ့အတန်ဖန်တီးမှုသိမရှိတဲ့ content video တွေနဲ့အတူတူကျွန်တော်နောက်ဆိုရင်ကျွန်တော်ပြီးဖို့ပို့တူလေးတစ်ခုတော့ရှိပါတယ်အခုတော့မို့ဒီပေါ့ဒီတော့အဲ့ဒါဆိုပြီးတော့ပိုက်ပါပါ